ဒီနေ့ဟာထူးခြားတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။နောက်ထပ်နိုင်အနှင်းငယ်အတွင်းသူ့ရဲ့တငယ်ချင်းတစ်ယောက်ဟာအမေရိကန်ကိုပထမဆုံးအကြိမ်အဖြစ်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။သူဘသူလဲဆိုတာမသိသေးတဲ့သူတွေအတွက်ပြောရရင်တော့လူအများစုသိကြတဲ့ KC3 နဲ့ Ray ဆိုတာသူတို့နှစ်ဦးကိုပဲပြောတာဖြစ်ပါတယ်။ဂျပန်နိုင်ငံကိုတွားရောက်ရင်လမ်းလျှောက်နေချိန်မှာပဲသူတို့နှစ်ဦးဟာ 7-Eleven တခုမှမထင်မှတ်ဘဲတွေ့ဆုံခဲ့ကြပါတယ်။ဒီလိုတွေ့ဆုံမှုကနေဘလို့အံ့ဩစရာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့စောင့်ကြည့်ရမှာပါ။ အဲ့ဒီအချိန်တည်းကသူတို့နှစ်ဦးဟာအန်တော်ဆီယန်ကောင်းလောင်အောင်ရင်းနှီးသွားခဲ့တီရီဟာလည်း KC3 ရဲ့ထိုင်ဝမ်အမွာလို့တောင်ပြောနိုင်တဲ့အထိဖြစ်လာခဲ့ပါတယ်။ KC3 ကသူ့ရဲ့နောက်ဆုံးဗီဒီယိုကိုလူ2သိန်းလောက်လိုက်လုပ်ပေးခဲ့မယ်ဆိုရင်ရီကိုအမေရိကန်ကိုလေလင်လက်မှတ်ဝယ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။အခုချိန်မှာတော့ဗီဒီယိုလိုက်အကြီးအတွက်က2သိန်းကျော်လောက်ရှိနေပါပြီ။ဒါကြောင့် KC3 ကကတိအတိုင်းရီကိုအမေရိကန်ကိုခေါ်လာတော့မှဖြစ်ပါတယ်။ ရေဟာအခုလက်ရှိအချိန်မှာလိန်ပေါ်မှာရှိနေပါပြီ။ KC3 မှာလည်းဒီခီးစင်တဲ့ခရစ်စမတ်ကာလာလို့စိတ်လှုပ်ရှားနေရတယ်လို့ဆိုပါတယ်။သူဟာအိတ်လို့မရပဲတနေကုန်အစားဆိုင်နေခဲ့ရတယ်လို့လည်းပြောပါတယ်။ရေကိုကျူဆိုဖို့အတွက်သူ့လက် Crocs Fit နဲ့ဝတ်စုံအသစ်ဆောင်ကိုလည်းပြင်ဆင်ပြီးသားဖြစ်ပါတယ်။ရေဟာအခုဆိုရင် American Atlanta ကိုရောက်ရှိဖို့တနာရီသာလိုတော့တဲ့အခြေအနေမှာရှိနေပါတယ်။ Ray ရဲ့ပထမဆုံးအိမ်မက်ကတော့ KC3 နဲ့တွေ့ဆုံဖို့ဖြစ်ပြီးဒုတိယအိမ်မက်ကတော့ M House ကိုတွားရောက်ဖို့ပဲဖြစ်ပါတယ်။ KC3 က Ray ကို Lamborghini ကားနဲ့ကြိုမယ်လို့ကတိပေးထားပါတယ်။ဒါပေမဲ့လူတွေမသိအောင် mask နဲ့လျှို့ဝှက်ပြီးတွားကြိုဖို့စီစဉ်ထားပါသေးတယ်။အစီအစဉ်တိုင်း Chris ကိုအရင်ဆုံးစေလွှတ်ပြီး Ray ကိုလျှို့ဝှက်စွာတွားကြိုခိုင်းပါတယ်။ပြီးမှကားပါကင်နေရာမှာ KC3 နဲ့ Ray တို့စုံတွေ့ဖို့စီစဉ်ထားခဲ့ပါတယ်။ Ray ဟာသူ့ရဲ့ပစ္စည်းတွေကိုတည်ယူပြီးလေဆိပ်အပြင်ဘက်ကိုထွက်လာချိန်မှာတော့ KC3 တို့နဲ့စုံတွေ့ခဲ့ကြပါတယ်။ Ray ဟာသူ့ရဲ့ပထမဆုံးအိမ်မက်ဖြစ်တဲ့ KC3 နဲ့တွေ့ဆုံဖို့ဆိုတာပြည့်မြောက်ခဲ့ပါပြီ။အခုတော့ Ray ဟာ Lamborghini ကိုမောင်းပြီးအိမ်ကိုပြန်ဖို့ပြင်ဆင်နေပါပြီ။ Ray ရဲ့ခရီးဆောင်အိတ်ထဲမှာအစားအသောက်တွေအများကြီးပါလာတာကိုမြင်တွေ့ရပါတယ်။အိမ်ရောက်တော့ Ray ရဲ့ဒုတိယအိမ်မက်ဖြစ်တဲ့ M House ကိုလည်းလိုက်ပို့ပေးခဲ့ပါတယ်။ အခုချိန်အထိတော့ Ray အမေရိကန်ကိုရောက်နေပြီဆိုတာဘယ်သူမှမသိသေးဘူးလို့ဆိုပါတယ်။ Ray ကတော့ဂျပန်မှာလိုပဲသူ့ကိုယ်သူနင်ဂျာလိုခံစားရတယ်လို့ပြောပါတယ်။ KC3 ကတော့ Ray ကိုအမေရိကန်ကိုရောက်လာတာကိုဂုဏ်ပြုတဲ့အနေနဲ့မီရှူမီပန်းတွေဖောက်ဖို့စီစဉ်ခဲ့ပါသေးတယ်။နောက်တစ်နေ့မှာတော့ရုံရှင်ရိုက်ကူးဖို့အတွက်လေ့ကျင့်မှုတွေစတင်ပါတော့တယ်။အမေရိကန်ကိုရောက်စ Ray ဟာဒန်ကင်ဒိုနတ်ကိုအခါမှမစားဘူးသေးတာကြောင့် KC3 က Bacon Egg and Cheese Croissant ကိုဝယ်ပေးခဲ့ပါတယ်။သူတို့နှစ်ယောက်ကရုပ်ရှင်အတွက်တိုက်ခိုက်ခန်းတွေလည်းလေ့ကျင့်နေကြပါတယ်။ Ray ဟာဒီရိုက်ကူးရေးမှာတိုက်ခိုက်ခန်းအကြီးဆုံးအခန်းမှာပါဝင်ရမှာဖြစ်ပါတယ်။ဒါကြောင့် Ray ဟာသူ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေကိုအကောင်းဆုံးပြသဖို့ကြိုးစားနေတာကိုမြင်တွေ့ရပါတယ်။ရိုက်ကူးရေးပြီးမှတော့ Ray ကိုနောက်ထပ်အားသင့်စရာတစ်ခုပေးဖို့ KC3 ကစီစဉ်ခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာ Ray မျက်လုံးကိုမိတ်ပြီးမတိတဲ့နေရာတစ်ခုကိုကားမောင်းသွားခဲ့ကြပါတယ်။ မျက်စိမိတ်ပြီးလိုက်လာတဲ့ Ray ကို KC3 က Walmart ဆိုင်ရှိမှာမျက်လုံးဖွင့်ခိုင်းလိုက်ပါတယ်။ Ray ရဲ့ American ရောက်ရင်တွားချင်တဲ့ပထမဆုံးနေရာက Walmart ဖြစ်တာကြောင့်ဒီခီးစင်ဟာသူ့အတွက်အိမ်မက်တစ်ခုလိုပါတယ်။ Ray ဟာ Walmart ထဲရောက်တော့အလွန်စိတ်လှုပ်ရှားနေတာကိုတွေ့ရပါတယ်။သူဟာ Oreo yogurt နဲ့ M&M's တို့ကိုရွေးချယ်ပြီးဝယ်ယူခဲ့ပါတယ်။ဒီလို American စားစရာတွေကိုမီးစမ်းခွင့်ရတာဟာသူ့အတွက်အမတ်တရားတစ်ခုဖြစ်ခဲ့ပါတယ်။ ဈေးဝယ်နေရဲမှာပဲသူတို့နှစ်ယောက်ဟာ UFC တိုက်ခိုက်ရေးသမား Nate Diaz နဲ့မထင်မှတ်ပဲတွေ့ဆုံခဲ့ပါတယ်။ Ray ရဲ့ American နာမည်ကြီးအမှုပညာရှင်စိတ်ကြိုက်လူကတော့ Madison Beer ဖြစ်ပါတယ်။ KC3 အတွက်ကတော့ Oprah Winfrey ဖြစ်ပါတယ်။ဒီလိုအမတ်တရားခရီးစဉ်တွေအပြီးမှာတော့ KC3 ကသူ့ရဲ့ဗီဒီယိုလိုက်အရေးက9သိန်းပြည့်မယ်ဆိုရင်ထိုင်ဝမ်ကိုတွားမယ်လို့နောက်ထပ်ကတိပေးခဲ့ပါသေးတယ်။ဒီလိုပန့်ပိုးသူတဟုနဲ့တငယ်အန်ကောင်းတွေထစ်လာပြီးအတူတူခီးတွေတွားလာကြတဲ့ပုံစံဟာဆက်ဆက်မှုတွေရဲ့ပိုကြီးတဲ့ပုံစံတစ်ခုကိုဖျားတာနေတာထင်ပါတယ်။